ပရိသတ်ကြီးတို့တတိတွေကိုအစိမ်းစားတာဖြော်ရည်လောက်တော့တာမြင်ဖူးကြပေမဲ့စားကန်ဒီမှမိဘုံရှို့ပြီးမှစားရတဲ့ထူးဆန်းတဲ့အသီးကိုမြင်ဖူးကြလားဗျာတချို့နိုင်ငံတွေမှာဆိုဒါကိုအလွန်ရှားပါတဲ့အသီးလိုတောင်ထင်ကြတာပါဒါကတော့ကျွန်တော်တို့အရှိတောင်အာရှတောနယ်တွေထဲမှာအများဆုံးပေါက်တဲ့ဂျပန်အာရင်ဂါပန်ဒါမှမဟုတ်ကျွန်တော်တို့အကျွမ်းတဝင်ရှိလာတဲ့ထန်းမျိုးနွယ်ဝင်အသီးတစ်မျိုးပဲဖြစ်ပါတယ်ဒီအသီးတွေကရင်းမဲ့လာရင်အပြင်ခွန်ကအရမ်းမာပြီးအစိတ်အတောက်ဖြစ်စေတဲ့အရည်တွေရှိတတ်လို့ပင်ပေါ်ကခုတ်ချပြီးတာနဲ့တောထဲမှာတင်မီးပုံကြီးလုပ်ပြီးစနစ်တကျမီးဖုတ်ရတာဖြစ်ပါတယ်နာရီပေါင်းများစွာမီးဖုတ်ပြီးတဲ့အခါမှာတော့အပြင်ခွန်မာကြီးတွေကပျော့သွားပြီးအထဲကနေဂျယ်လီလိုမျိုးဖြူဖြူအီအီတတိဆန်လေးတွေကိုကရိယာလေးတွေသုံးပြီးညှက်ထုတ်ယူကြပါတယ်ဒီထန်းသီးဆန်လေးတွေကကျန်းမာရေးအတွက်လည်းအထောက်အကူပြုသလိုတကယ်ကိုရင်အေးစေတဲ့အသီးနှစ်လေးတွေပါပဲအခုနောက်ပိုင်းမှာတော့ဒီအသီးဆန်လေးတွေကိုရိုးရာမုံတွေအပြင်ရောင်စုံရိုတွေတင်ချင်းယူကတ်နဲ့ပလဲနိုအေးဘာဘဲတီးတွေထဲမှာပါတော့ပင်အဖြစ်ထည့်သွင်းစားတောက်လာကြပါပြီဗျာပြိုပြိုနဲ့အတူနေ့စဉ်ဘ ഹു တုဒအသစ်တွေအတူတူလေးလာရအောင် follow လုပ်ထားဖို့မမေ့နဲ့ဦးနော်